မင်္ဂလာပါရှင်မေလာရှိရဲ့ဇာတာရီနီရွှေရန်ကုန်ရဲ့အထူးအကြပေးသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့ငလျင်တန်တင်စကိုင်းမျိုးပေါ်မှာအိမ်အောင်စုတရားအားစံစည်းနဲ့အသုံးအဆောင်များထောက်ပံ့ပေးရတဲ့သတင်းဖြစ်ပါတယ်။မန္တလေးငလျင်ကြီးတန်တင်စကိုင်းမျိုးပေါ်ရှိအိမ်အောင်စုတရားအားစံစည်းနဲ့အသုံးအဆောင်များကိုမေလ6ရက်နေ့8နာရီကစကိုင်းတောင်ရိုးရှိအပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ IBEC တဘာဝဘေးရန်ရဲ့ဆောင်ရှားကူညီရေးစင်တာတွင်ပေးရကြောင်းသိရပါတယ်။အဆိုပါထောက်ပံ့ပစ္စည်းများအားနီဘောနိုင်ငံဘော်ဟစ်စတာဗာဗီဟာရာဖဟန်နီခန်တာနီဘော်ရဲ့ကိုစားမစ္စတာဖီယာရနာမဟာချန်ကကူညီထောက်ပံ့ပေးရလှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့တအားပေးတိုင်းကြားတက်များခိုးယူခံရခြင်းကြောင့်ပခုတ်ကူနဲ့ညောင်ဝင်ကြီးကြားရှိတအားပေးတိုင်းနှစ်တိုင်းကိုးရိုင်ကြိုးကြခြင်းဖြစ်ပွားတဲ့တွင်ဖြစ်ပါတယ်။တအားပေးတိုင်းကြားတက်များခိုးယူခံရခြင်းကြောင့်ပခုတ်ကူနဲ့ညောင်ဝင်ကြီးကြားရှိတအားပေးတိုင်းနှစ်တိုင်းကိုးရိုင်ကြိုးကြခြင်းဖြစ်ပေါ်ကြောင်းသိရပါတယ်။အဆိုပါတအားပေးတိုင်းကြားတက်များဖြုတ်ချခိုးယူခံရတဲ့အတွက်ရာသီဥတုအနေငယ်ပြင်းထန်ချိန်တွင်တအားပေးတိုင်းများကိုးရိုင်ကြိုးကြခြင်းဖြစ်ကြောင်းသိရပါတယ်။ပခုတ်ကူမျိုးလျှက်စစ်တာပေးယုံတာဝန်ရှိသူတို့က၎င်းရဲ့အင်တာနက်လူမှုကွန်ရက်တွင်ကိုးရိုင်နဲ့ကြိုးကြတိုင်းနှစ်တိုင်အားဖြုတ်ချပြီးနောက်ပြန်လည်တက်ဆင်နေပြီဖြစ်ကြောင်းရိုင်းနေသွားတဲ့တိုင်တိုင်အားပြန်လည်ပြုပြင်နေပြီဖြစ်ကြောင်းလာမယ့်2ရက်3ရက်အတွင်းလျှက်စစ်တာအားပြန်လည်ရရှိနိုင်ကြောင်းရေးသားအသိပေးထားတယ်လို့သိရပါတယ်။တအားတိုင်းများကိုးရိုင်ကြိုးကြမှုကြောင့်ပခုတ်ကူခရိုင်တွင်မြို့များတွင်မေလ3ရက်မှ9ရက်ထိလျှက်စစ်ပြီးပြတ်တောက်နေကြောင်းသိရှိရပါတယ်ရှင်။ထမှန်တင်ဆက်မဲ့သတင်းကတော့Brace နဲ့ပူပြေမှုကြောင့်မိလောင်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးခရီးသွားပြည်သူများအားအနုအညွတ်တောင်းပန်ကြောင်းမြန်မာအမျိုးသားလေကြောင်းလိုင်းသတင်းထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။ Brace နဲ့ပူပြင်းမှုကြောင့်မီးလောင်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွင်ခရီးသည်များနဲ့လေယာဉ်အမှုထမ်းများအားလုံးထိခိုက်မှုမရှိဘဲလေယာဉ်အားရပ်တန့်နိုင်ခဲ့ကြောင်းနဲ့ခရီးသွားပြည်သူများအားအနုအညွတ်တောင်းပန်ကြောင်းမြန်မာအမျိုးသားလေကြောင်းလိုင်းကသတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။မေလ6ရက်နေ့18:35မိနစ်ခန့်တွင်မြန်မာအမျိုးသားလေကြောင်းလိုင်းခရီးစဉ်အမှတ် UB812 ဖြစ်တဲ့ Boeing XY-ALV လေယာဉ်ဟာမန္တလေးမြို့မှရန်ကုန်မြို့သို့ခရီးသည်143အားသယ်ဆောင်ပြီးပြန်တက်ရန်ပြုလုပ်နေစဉ်လေယာဉ်ပြေးလမ်းပေါ်တွင်ပုံမှန်မဟုတ်သောအချက်ပြမှုဖြစ်ပေါ်လာတဲ့အတွက်လေယာဉ်မှူးမှပြေးလမ်းပေါ်တွင်ပြန်တက်မှုအားရပ်တန့်ခဲ့ကြောင်းအခုလိုပြုလုပ်စဉ်လေယာဉ်ရဲ့ brake စနစ်ပူပြင်းမှုကြောင့်လေယာဉ်ရဲ့ဘယ်ဘက်တာယာများပွင့်ထွက်လွင့်စင်မှုဖြစ်ပေါ်ခဲ့ပြီးမီးတောက်ဖြစ်လာခဲ့တဲ့အတွက်အချိန်မီငြိမ်သက်နိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။ဖြစ်စဉ်ကြောင့်ခရီးသည်များနှင့်လေယာဉ်အမှုထမ်းများအားလုံးထိခိုက်မှုတစုံတရာမရှိဘဲဘေးကင်းလုံခြုံစွာဖြင့်လေဆိပ်နားနေဆောင်သို့ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းနဲ့ခရီးသည်များအားရန်ကုန်မြို့သို့အစားထိုးလေယာဉ်များဖြင့်ပို့ဆောင်ပေးနိုင်ခဲ့ပြီးခရီးသည်များရဲ့လိုအပ်ချက်များအတိုင်းအဆင်ပြေစွာဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားတယ်လို့သိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့သရုပ်ဆောင်ဒါရိုက်တာဦးမမောင်မြင့်ကွယ်လွန်တဲ့သတင်းဖြစ်ပါတယ်။ဝိုင်းရင်အမှုပညာရှင်တရုတ်ဆောင်ဒါရိုက်တာဦးမမောင်မြင့်ဟာမေလ9ရက်နေ့နက်10:30မိနစ်30တွင်လူကြီးယောဂဖြင့်ကွယ်လွန်သွားကြောင်းသိရပါတယ်။ဦးမမောင်မြင့်ဟာကွယ်လွန်ချိန်တွင်အသက်63နှစ်အရွယ်ရှိပြီဖြစ်ပြီးကွယ်လွန်သူမင်းသားပြည်ငင်းရဲ့ဖခင်လည်းဖြစ်ပါတယ်။ဦးမမောင်မြင့်ဟာမြန်မာရုပ်ရှင်လောကသို့1956ခုနှစ်တွင်စတင်ဝင်ရောက်လာခဲ့ပြီးကဗျာဆရာမမောင်မြင့်သူကုမအမည်ဖြင့်ကဗျာများလည်းရေးသားခဲ့ကြောင်းသိရှိရပါတယ်ရှင်။